စားထုတ်ထားတယ်ဖတ်ပြီးတဲ့အခါမှာကျမခံစားရတယ်လို့ဒီကပြိတ္တလည်းခံစားရမယ်ဒီလိုကျမခွင့်တောင်းခဲ့ပါတယ်ခွင့်တောင်းပြီးကျမဒီကြပြလေးကိုရှုပ်ပါပါကြပြဆရာကအချင်းချင်းမှနေထိုင်ပါတယ်သူအဲ့မှာခံစားရတဲ့အတိုင်းရေးထားပါတယ်ဆက်ထမမြောက်ရွှေကြတရားစာတတွေဝေမတဲ့အဖြစ်မဲ့ကြည်စံတွေချအချိန်မဲ့အမိခံဘဝတွေနဲ့တစားနဲ့ညာခဲ့ပြီအတော်မတတ်တဲ့လောဘတွေနဲ့ဒေါသမီးတွေကိုလေပင့်အချိန်မတက်တဲ့စစ်ပွဲတွေချမတည်တင်မဲ့တည်ခဲ့ရသူတွေလေတစားနဲ့ညာခဲ့ပြီမတူခြားနာခြင်းဆိုတဲ့အလားတရားစစ်ချားမှာပဲပြတရားဖြစ်အရှုံးသမားကတစ်ဖက်အမုန်းသမားကတစ်ဖက်နှလုံးသားအပြက်တွေလေတစားနဲ့ညာခဲ့ပြီတွဲကဖို့တခြင်းတွေအစားဆွဲချဖို့ပြင်းပြင်းတွေပဲတည်ယူမငြင်းညွတ်ချင်းအသင်ချေအသင်ချမှာပြည်ရင်းစစ်ဝေဒနာကကုမရတော့တဲ့ကင်ဆာတစ်ခုတစားနဲ့ပွားခဲ့ပြီဒီလိုနဲ့ပဲဘယ်ထောင်ချောက်တွေအောင်ဘလို့ရောက်နေပါလေလို့စိုးစေအောက်ခြေတန်းထောင်ရဲ့တန်းစီစရာမှာငါတို့ကတန်းစင်းဆောင်ငင်းချမ်းရဲ့ကိုမင်းရင်ခုန်ပြီးတဲ့ခဏစစ်မရှိတဲ့ဘဝတွေအကြောင်းစိတ်ကူးရင်ကြည့်တော့အချစ်မရှိတဲ့ဒုက္ခတွေစခန်းတွေပဲပရမစ်တွေလို့ပေါ်လာတယ်ဒီလိုနဲ့ပဲဖြစ်တွေကကြာမငင်းချမ်းရဲ့ရေစလာထက်ကငါတို့ရဲ့ငင်းချမ်းရေးရွှေကြနေရောင်နဲ့မသိတဲ့ပန်းနားရောင်နဲ့လည်းမပွင့်တဲ့ပန်းဘယ်ရောင်ကြီးဘလို့ဖြန့်အတ္တနဲ့ဖြေရှာနှံ့နေတယ်များတော့ဘယ်တော့မှလမ်းလာမှာမဟုတ်တဲ့စက်ထမမြောက်ရွှေကြပန်းဆရာစစ်ပြေရဲ့ကြပါအားလုံးကျေးဇူးတင်ပါ